အားလုံးပဲမင်္ဂလာပါကျွန်တော်အခုတော့အားရတော့ကြမှာဖြစ်ပါတယ်ငကားတော့တမှာပေါ့နော်ကျွန်တော်အားပေးကြပါဦးကျွန်တော်အခုမှတကယ်စားတာလာတဲ့အခုမှတာလာတဲ့ YouTuber လေးပါဟုတ်လားမသိဘူးကျွန်တော်လည်းပြောမတယ်နော်ကျွန်တော်အခု license လောကတဲ့တော့ဝင်တော့အောင်နော်ကျွန်တော် license လောကတဲ့ဝင်ဖို့ကျွန်တော်အကောင့် follow မလို့ရှင်နေအတဲတော့ပေးတော့ပါဗျာဒီတော့မယ်ဒီလိုမိုင်းတော်တော်ဝေးကိုတွားလိုက်ရဗျာကျွန်တော်ဟောလည်းနော်တပိုက်ဗီဒီယိုတွေနဲ့တော့ပိုက်ဖြတ်ထားပါတယ်လို့ဗီဒီယိုတွေဟုတ်ကအမကိုတန်းပဲလာတောင်း6လုံးလောက်တည်းပေးလိုက်တာဟုတ်ကျွန်တော်လည်းပေးလိုက်ပေါ့တူတော့ကျွန်တော်စပါလူခေါ်တည်တယ်ဗျလူခေါ်တော့တရားအောင်မလိုက်ဘူးနော်2ယောက်တည်းဖုတ်ပြောပြီးတော့ထိုးတော့ပြေးတယ်ဗျာနေရာရောက်တော့ကျွန်တော်ဗီဒီယိုဒီနားလေးမှာကြာရတော့ပိုက်ဖြတ်အခုတော့မိနစ်20ကျော်ရှိရောကျွန်တော်ဘာလုံးမတန်ကဲလေးပါလေးတော့တုံးမတန်အခုမှကဲပါလေးတုံးမတန်ဘူးဗျာမတီနာလာတော့တရားညံတွန်းမဲအနောက်ခုတ်လိုက်လောက်တော့အခုချင်းဆင်းဆောင်အောင်ကြာကောင်းဆင်းရအောင်လာတော့ဆင်းနေဟိုဒီကောင်းဆေးရအမောစကားနဲ့ပြောကြတယ်နော်မောင်လေးပိုင်နေမယ်ဒီချောင်းဖြတ်တဲ့တော့အုပ်ဖြတ်တဲ့တော်တော်လေးကိုဖြတ်လိုက်ရအောင်နော်ခါလိုက်ပြီတို့ကြီးတော့တဲ့ပေါ့အားတဲ့တို့နည်းမနေကိုဖြတ်လိုက်ရနော်တော့တငယ်ချင်း2ယောက်ပဲရှိတယ်စာပါထဲတော့လူခေါ်ပါတယ်လို့ဆိုချက်ကိုလာဆောလို့ရဒါပေမဲ့တော့ကျွန်တော်အရင်တော့ဆောတဲ့လူနဲ့ဘာရှင်းပြောင်းကိုရကွာဘာရှင်းတော့တော်တော်လေးကိုပြောင်းအစာမရှိတော့လမ်းမှာချယ်ရီတီးခုန်ရဟုတ်ကောင်ချယ်ရီတီးခုန်နေတာတန်ရောက်တယ်ဟောင်းရေးမင်းစားရကွာလည်းမင်းစားနေမပြီးနိုင်ဘူးပါအတန်လေးကကျွန်တော်တွဲမတန်အခုကပိုက်တော်လေးပိုက်ကိုပြက်ကိုအတန်ဒီအတန်တွဲတော်လေးခပ်ပြက်တွဲနေရကျွန်တော်လည်းတော့မတားဆိုတော့ကဲခါမတော့ခုမှစားတော့တော့ကဲအမခွေးတွေမွေးတာဟိုကောင်ခွေးမွေးနေတယ်ငါမရရင်ကြိုက်တာကွာအကောင်ခွေးတာတီးတော့ကျွန်တော်လည်းတာတီးတယ်ပေါ့စာကျွေးတယ်သူကကဲဝလေးဆိုတော့ကျွန်တော်လည်းတာပြေးတော့အကြီးချောင်းနဲ့ဆင်ပြေအဲ့လိုမျိုးကခွေးကြိုက်တယ်လိုက်ရောငါပြေးတော့ပြေးတယ်ဟာဒီခွေးပေါ်တော့အဆိုးတာပဲကြိုက်တယ်မရဘူးတာခိုင်းလိုက်အကောင်တာပဲလိုက်တော့ကျွန်တော်2ယောက်ပေါင်းတော့အကောင်ကျွန်တော်ကြိုက်တော့ကျွန်တော်လည်းတာခိုင်းလိုက်တော့သူလည်းတာပေးလိုက်တော့ကျွန်တော်တာလိုက်တော့သူဘာဖြစ်ဆိုတော့ကျွန်တော်ကြိုက်လို့မတာချင်းပါဘူးကျွန်တော်လည်းတာအားရခေါ်ဆောင်ကျွန်တော်ခက်လိုက်ကြိုင်းဆိုတော့ကျွန်တော်လည်းမကောင်းပြောရတာလိုက်တော့ကျွန်တော်သူခွေးတူတာတူခွေးတူတာမရဘူးလို့တွေးခွင့်ရကျွန်တော်လည်းစိတ်တို့လို့ဆိုရင်ညားနဲ့ဘိုးရင်းနဲ့ဓာတ်နဲ့ခေါ်တယ်ဘိုးနဲ့ပြင်းမယ်ရှော်ပြီးမခွေးရှော်ပြီးသူနာတကောင်ထောင်မွေးပေါ်သူပြောတယ်ငါမှတွေးဆိုတော့ကျွန်တော်လည်းအယူပေးထားလိုက်တော့ကျွန်တော်အယူပြတ်တောင်းကျွန်တော်တို့ပေးထားတဲ့အယူတွေသူကျွန်တော်တုတ်ချောင်းတရားပေးတာဗျယူကျွန်တော်ပေးတာ9ချောင်း
ကျွန်တော်ပြန်ပြီးတော့3ချောင်းအလောင်းအမှတော်တယ်ဒီနောက်ဒေါ်လေးတစ်ကောင်ပြန်တွေးတော့ကျွန်တော်ဗီဒီယိုပိုက်ပြန်လာကျွန်တော်မရိုက်တော့အဲ့တော့သူခွေးတစ်ကောင်ထပ်တွေးတယ်အခွေးသူခေါ်လာတေးတော့ကျွန်တော်ဗီဒီယိုပိုက်ပြန်တော်တော်များတယ်ဗျကျွန်တော်လည်းအဲ့တော့ပိုက်ပြန်ကတော်တော်ကြာတယ်ဗီဒီယိုဒါတအားတဲ့တူမိုင်း2000 3000ကျော်ထိတွားရဗျာကျွန်တော်အဲ့ဒါပိုက်ပြန်ရွာနားရအောင်တစ်ချက်လိုက်ပြပြီးမယ်လောဆယ်ခွေအေးဟုတ်တယ်လောင်းတွေ့တဲ့ခွေဒီနားမှာကျွန်တော်လည်းမတီးဘူးဗျကျွန်တော်ဗီဒီယိုရဲ့ဘယ်လိုမျိုးကျွန်တော်လည်းတိတ်တီးစားဟောခွေးတကောင်မွေးတယ်ကျွန်တော်ညအိပေါ့ဒီမှာတညအိတော့နှစ်ညလားနှစ်ညအိလည်းရဗျာမလာခီးနေကျွန်တော်လူတွေထားခေါ်နေပါတယ်လို့စားပါတယ်တောင်မှကောင်းစော်တာတဲ့လူတွေခေါ်ပါတယ်ကောင်းမစော်တာလူဆိုမခေါ်ဘူးကျွန်တော်မျိုးစားပါဖြေတာတို့ပါတို့ဆိုကျွန်တော်မခေါ်ဘူးကျွန်တော်ခေါ်ပါရမှာဟိုမြန်မာခရတာတို့ကိုအင်းတော့စော်တဲ့လူတွေတီးပါတယ်ဝဲကောင်းတယ်မက်ကီကောင်းနေနဲ့မာလေး YouTuber တွေတီးတယ်မလားဟိုမိုက်ခပလေးအကိုတီးပါတယ်တွန်းလို့ဘောနော်ကျွန်တော်လည်းလုံမဘောနော်တီးနေပြီးတော့ကိုလောဆယ်လုံမနိုင်ရဖုန်းမကောင်းဘူးကျွန်တော်အဲ့ဒီလိုပဲစဉ်းစားထားတာနော်ဟုတ်တယ်ဒီကောင်စပါစားလို့ရဆိုစပါရင်အဲ့ရွာလိုက်ရှာနော်ရွာကိုဝိထင်းနာခွေးပါမြင့်တွေခွေးပါခွေးပါခဲဒီကောနော်ရှောကောင်းဘိုးကမရတဲ့ဘူးပစ္စည်းဟုတ်တယ်ဘိုးလေးပြီးနော်ပစ္စည်းတော်ပြီးအားလိုက်ထားလို့မြည်ရတယ်အားလိုက်ထားလို့တယ်အားလိုက်ထားလို့ငါကတအားရတော့ကျွန်တော်တအားရတော့အားလိုက်ထားလို့တော့ကျွန်တော်ငါကတအားဝတ်နေမပေါ့ငါကစပိုင်ပဲနော်တာဖူးရတယ်မနေ့စပိုင်ပဲဆက်စင်းနေတာတာဖူးတဲ့တခါအေးဟုတ်တယ်MOD တွေပါလေထဲတော့ခါတာဖူးတဲ့ MOD နဲ့ထဲပြီးတော့ကဆက်ခါတော့တည်းစပိုင်ပဲနဲ့နော်ကျွန်တော်စပိုင်ပဲနဲ့ဆိုရတော်တော်ကြိုက်တယ်စပိုင်ဆောင်းစပိုင်ဆောင်းလာငါချယ်ရီတော့နိုင်ရဆိုတော့နိုင်ခေါင်းလေးတီးတာခေါင်းလုံးတီးတာကရတားလေးပြင်းဆုံးလို့ဟိုဒါအကောင့်လေးကဒူရန်ခိုးလေးလို့ကျွန်တော်တို့ကအလားဆင်းပေါ့နော်အိမ်မှာအလားဆင်းကိုကျွန်တော်အိမ်ကိုမစော်ရသေးဘူးပြစာပါကပြစာပါလူတွေလာစော်ရှိကျွန်တော်တွန်းလို့မစော်တော့ထင်ပါနဲ့မစော်တော့အဲ့ဒီအလှပြောင်းနော်အမအိမ်ငှားစားရလူတွေလာစော်ရင်အိမ်ငှားစားရကျွန်တော်လိုက်လွှဲမအားရဘူးအဲ့တော့လိုက်မလွှဲတာမအားရမှာဗျာလှိုင်းမကောင်းတာကျွန်တော်လှိုင်းရအခုကောလှိုင်းရစောက်ပြေးတန်းရလှိုင်းရလာဒီအောင်မပြင်မဲ့ရွာတွေးရွာမှာတော်တော်များနေတယ်အကောက်ပေါ်တယ်အောက်ထဲဝင်သွားပြီခဏနေငါပစ္စည်းနဲ့တော့ဟုတ်တယ်ဒီအောက်မှာဒီအောက်ထဲတွားရမှာခဏလေးတူးထားလိုက်တူးထားလိုက်ဟိုဘုလိုဆယ်မတော့တော့ကြည့်လိုက်ဟိုပစ္စည်းလေးနိုင်ရှောင်းမှာဆိုတော့အပန်းနဲ့လို့ရှိတယ်အိတ်တလို့ရှိတယ်အပယ်တော့လိုတာပေါ့နော်အပယ်ကိုဒန်အပယ်လို့အချေတဲ့ကိုဒန်အပယ်မရှိတော့ခန့်တယ်ကျွန်တော်ကတိုင်းဝဖိုင်းလေးစောက်ပေးထားတာပေါ့စောက်ပေးထားကျွန်တော်ပြန်ပြင်လိုက်ရတဲ့ဟုတ်တယ်ပြန်ပြင်လိုက်ရပြီးတော့ကျွန်တော်တိုင်းဝဖိုင်းအဲ့လိုတိုင်းဝ
တိုင်းမွန်လေးကိုရပေါ်နေအောင်နော်ကျွန်တော်စောက်ပါထဲဝင်လာဆိုဘာလို့လဲမလို့ဘလို့ဖန်ဆောင်ရင်းစောက်ဖန်ဆောင်ရအေးအဝေးမှတော့ဆောင်ညာအေးအဝေးမှတော့ဆောင်ပြီးဆိုဒါပြဆောင်းနေကြတိုင်းတော့ဟို YouTube မှာတင်ချင်ဗီဒီယိုတွေကိုစာပါလေးတူများလေးဆော်ပြနေအဲ့မျိုးဆော်ချင်တာကျွန်တော်အဲ့မျိုးဆော်ချင်တာညာဘလို့ဆိုအဲ့မျိုးလုံးမနိုင်ဘူးလုံးမနိုင်ဘူးနောက်ဆိုလုံးမပါနော်ကျွန်တော်ဘလို့ဆိုလုံးမနိုင်ဘူးဒီအောက်တူစင်မစင်းရအောင်နော်ကောင်းတော့ဘာလာစင်းအောင်ကျွန်တော်ပြောလိုက်ကောင်းလာလေးဟာဘယ်တော့နေတော့ဟောပုံတူစင်းမင်းဟိုချမ်းနှစ်ပေါ်တူပေးထားတာတူဘလောက်စင်းလားဟုတ်တယ်တူတယ်မိုင်းနံပါတ်47မိုင်းနံ47မိုင်းနံမဟုတ်ဘူးနှုံမမိုင်းနံတော့မသိဟုတ်တယ်မိုင်းကရာဆောင်းနေကြမိုင်းဖက်ထဲအရာတွေဘာမသိရကိုတော့လောတာတဲ့ဗျာမတီးတော့ခံတယ်တူတယ်ဟာအိုင်ယောင်းလေးတော့ပေါ်လာတယ်အိုင်ယောင်းလို့ရွှေရကိုးရှိတယ်ဟာကိုးကြောတူရန်ရောမိုင်းနာ30နဲ့40ကိုရအောင်တွေးသေးဘူးကွာဒီအောင်မတူပြောတာဟာကျွန်တော်ကပြီးတော့ပိုက်ဖြတ်လိုက်တော့အနေမှာဘာဖြစ်ဆိုတော့ကျွန်တော်ပိုက်ဖြတ်ရဲ့အကြောင်းရင်းကျွန်တော်ရှာမတွေ့တော့ပါကျွန်တော်မနဲ့ရှာလိုက်ရတော့ကိုကျွန်တော်ဒီနောက်ပိုင်းတော့လိုက်ရှာလိုက်ရသည်ရှာတော့နော်နောက်ဆိုတော့လည်းဟိုကောင့်တွေ့တော့တယ်ပေါ့ဒီနောက်မှငါချမ်းဖြစ်တယ်ချမ်းတော့ဒီနောက်မှကျွန်တော်တက်ငယ်ချင်းကျွန်တော်တီးထားတယ်တော်တော်ကြာပြီငယ်ပေါင်းနေပါတော့ကျွန်တော်ငယ်ပေါင်းကျွန်တော်နဲ့ဆောင်းနေကြလူတွေတော့မပါတာဆိုတော့ကျွန်တော်မအားဘူးကျွန်တော်ဘာရှင်းပြောင်းသွားတယ်ဗျာကျွန်တော်အခုဘာရှင်းကျွန်တော်ထားရအဂရမြင်းမလို့လုံးနဲ့အဂရမြင်းဘူးဆိုတော့မနကားပေါ်တဲ့ရောက်ရောနော်မွိုင်းလဲစားပြီးနကားတောက်ဝကျန်မလို့တဲ့ပစ္စည်းပြချာဟာဒီကောင်လေးပြချာလုံးနေတာကျွန်တော်ညနေဆော်ရတွေ့တာဘယ်လိုမျိုးဆော်လဲကိုလည်းအဲ့မျိုးဝင်မလို့တာကြည့်လိုက်တော့ဘလို့လို့လိုက်ဝင်မလို့တော့ဘလို့ဖြစ်တော့လဲဆိုတော့ဘလို့ရမြန်ကျွန်တော်ဖောက်ထင်းနေတာဗျအထင်းအမြန်လို့ရဗျကျွန်တော် VVV ထဲမှာဖိုင်လာကြောင်းဖိုးတယ်မှတ်တမ်းရမှကွဲနေဆိုတော့ဖုံးမှကွဲရောမှတ်ကြိုက်တော့အင်းဖြစ်နေတာဘာကြီးသူများလေးဆိုတောင်းဝင်ရောကျွန်တော်ကြောက်မပွဲတော့လာပါညာဟုတ်နေကောင်းမဝင်နေကျွန်တော်ထိုင်ရဆောင်းနေပြီကျွန်တော်လည်းခိုးစင်းနေနောက်ကအတိုင်းပဲတူကျွန်တော်အပေါလိုက်ရှောင်းတော့ကြွကြမှာဆိုလို့နောက်ဆိုပဲဟုတ်မယ်အောင်မလာပြီးတော့စပေါ်နေကျွန်တော်လည်းတူးတော့ဟိုကောင်တော်လဲဟိုဘလန်นี่အပေါ်တိုင်ရဲတူးတေတော့ကျွန်တော်ကလာဖောင်းလိုက်တာလာနှစ်လမ်းဒီဘက်ချမ်းဆိုတော့ချောင်းပြင်းကျွန်တော်ပြန်ဝင်လာတော့ဟိုဘက်ချမ်းပြန်တူးတော့ချောင်းရှိနေတော့ဒီဘက်ချမ်းမှာတူးတယ်ဟိုကောင်ဘလိုက်တော့ရိုင်တာနကောတူတော့ဒီတစ်ခေါက်နကဒီမလျှောတော့ခေါ်တော့လိုက်ဆိုလျှောတယ်ဒီလျှောတာအားလာတော့ရှင်းရတယ်ဆိုမီတာပဲစားနေရဟုတ်တယ်ဒီအရာကတော့ရှုပ်လာတယ်ဒီမှာပူလေးကိုဝင်လို့ရတယ်သူဘာဖြစ်နေအဲ့ဒါတန်းနေတော့ဒီကျွန်တော်လေဖြောက်ချစ်အကောင့်နဲ့တစ်ချက်တလို့ပြောက်ဟိုဟာမပြောက်ဘူးဟာမထီးဘူးဟာပြင်းမယ်ကျွန်တော်ဖို့ကောမှကန်းနေတာလို့လောက်ကြပါဦးဟာမကြီးမြန်းထောင်းလိုက်ရင်အပေါ်ရောက်တော့လားချက်တလို့ပြင်းနေတာမှဖုံးမကန်ရောက်အဲ့လိုဖြစ်နေတာ
ဟိုကောင်တော့ငါတော့ရင်ဘယ်နောက်တော့ပြီဟိုကောင်ဘယ်နောက်မှအော်ဟိုမှာဘာလို့နေတော့ဒီဟုတ်တယ်ချမ်းတူအော်ကျွန်တော်ကိုယ်နဲ့ဖုတ်ကြတော့တာဗျအဲ့နမှာဖုတ်ကြတာကဟိုနော်ရဟာဟိုကောင်လက်တက်ချေဝါငါပြင်းနေလို့သူပြေဆောင်အပြေးတယ်ငါတော့လွဲတယ်ဟိုလွဲတယ်ဟာဖိုင်ရေဟိုမှာနကတော့ဒီတစ်ခါမလိုက်တော့ဟင်ငါနောက်နှစ်ယောက်ပေါလို့လည်းမသိတယောက်ထက်တော့တန်တော့အော်ယူဆာအမကရဘူးတော့နော်အပြိုင်ပြကြောပြိုင်တင်နေကိုတော့မတီးဘူးဟုတ်တင်မယ်တီတန်ပါလို့ခရပါလာကြောက်ခမင်းမြဆဆယူလာအကြောင်းရရှိတယ်ဘာဖြစ်တော့အားတော်ဆိုပါဘလို့တီးတဲ့ကြောက်ခက်လို့တော့အားတော်ဆိုရှင်းလင်းနေတဲ့နေရာကကြောက်တော့ခင်းရောတွားရတာပေါ့နော်ဒါအမအားထားယူဖို့ဒါတော့ပြေကွဲလာဆိုကွဲဟိုရောင်ကြီးတွေးရအဲ့လောက်ထိကိုရော်တော့ရံကြီးကိုမကြည့်ဘူးဟာတော့ငါဆော်တော့ရပါတယ်သူဘလိုက်ရိုင်နေသူရိုင်နေတော့ပြောတာပဲကျွန်တော်လည်းမကြည့်ဘူးကျွန်တော်အခရစ်စတယ်ခွဲနေဆိုတော့သူကငကားပြီးတော့ချတယောက်တည်းကျွန်တော်10ရောအဲ့လေဒီနေ့10ဟုတ်တယ်ပြီးချတယ်သူငကားနဲ့ပြီးကျုံနေတာအခရစ်တဲ့မကွဲရအလောက်ကိုတွေ့တပိုင်းကိုရောစဉ်းစားကြည့်ဘူးအဲ့လောက်ထိကြောင်ရောတော့ဘူးဟာကျွန်တော်ကိုဘာမှချလိုက်ရဗျာကျွန်တော်ခရစ်စတယ်ခွဲနေတာဘာမှချလိုက်ရပြီးသွားပြီလားတော့ဒီပြီးတော့မင်းဗျာကျွန်တော်ခွဲနေတော့မရှင်းဘူးဟာမကိုင်းနာမကြည့်ဘူးအကန်နေတာတော့ပိုချင်းရတော့ဆိုးနေတာအချင်းချစ်ပေးနေချင်တီတော့ချစ်တီတယ်ထီတယ်ဟာပြန်သွားပြီခုတ်ဆင်းမရမယ်ဆေးခုတ်ဆင်းရမယ်ဝါပကြအယောရီချတော့ဘယ်နဲ့ထီတာပြီးရဟာတော့လို့ကိုဝမ်းမလို့ကိုဝချောငွေရှိစာပါဆိုတော့ကိုလိုက်ကောင်းတော့သူညာဘောထောင်းတော့ဆုံးနေရတူပဲနော်စာပါလေဘာမှထင်ရတယ်။အော်ကောင်တွင်းနေရှောင်းမလားဟာမရှောင်းဘူး။ကောက်စီရေးဟာတွေ့လို့ကြံဟုတ်တယ်နိုင်ပြီလို့ဟုတ်တယ်ငါနာမလူဖီကွာအခုကလူဖီစကင်မှာပြောင်းလိုက်အောင်ကျွန်တော်ဒါပြတော့ကျွန်တော်မှလေးနဲ့လိုက်တော့အောင်ဆိုရင်လူဖီစကင်ပြောင်းလိုက်တော့ငါကောက်ဦးယူမယ်ဘယ်ပြောင်းလာတာတော့ဟိုကောင်ဟောရဟိုမှာငကောက်တော့တူးနေရရေးမလုံးနဲ့လေငါအဲ့လိုလုပ်ရတော့မဟုတ်ဘူးဟာဆိုကွာကျွန်တော်ဒီကောင်နဲ့တော့တိုက်ပါတာငကောက်တော်တော်ယူရရေးဟိုတစ်ခါလဲဖြောင်းစားပါလဲငကောက်ဦးကတူလို့တဲ့ဟမ်းလာအခုတစ်ခါလိုက်လုံးနေမှအဲ့ကျွန်တော်ပို့ပေးတယ်ငကောက်ယူနီဘလို့ယူရတာလဲပို့ပေးတော့သူကကြည်လိုက်တော့ဘလို့ကျွန်တော်မေးကြည့်လိုက်တော့သူကရိုက်မိတဲ့တူဟန်နေနဲ့အဲ့ဒါရကျွန်တော်ပြောတော့ကျွန်တော်လည်းလုပ်တယ်မခဏလို့ပြောတော့မဟုတ်ဘူးသူပဲဇော်ယူချင်းကငကောက်ဘူးအဲ့ဒါလည်းကိုကျွန်တော်ယူမလို့လော်လိုက်မှကြီးတော်လာလဲအဲ့တော့ကျွန်တော်စိတ်မရှက်ဘူးသူတော့အမှဖောက်ကြတော့လဲဆိုတော့ကျွန်တော်ပြောရအောင်အဲ့စားနေပဲရိုက်လိုက်မှာကျွန်တော်ဒါအဲ့ဒီမှာဗီဒီယိုစာရိုက်မှဗီဒီယိုဖြည့်ထားလိုက်မယ်ကျွန်တော်အဖြစ်ဆိုတော့ကျွန်တော်စာရိုက်နေဆိုတော့မြန်မာလူနေပဲရိုက်လို့ပါခင်ဗျာကျွန်တော်အင်္ဂလိပ်လူနေတော့ကျွန်တော်မကြွအောင်
ကျွန်တော်လက်ကောက်ရတော့တယ်နော်ဆိုတော့ပြီးသူက mobile တော့ဆောင်တော့ပြောတယ်ကျွန်တော် trade တော့မှာပေါ့ကျွန်တော်လည်းအားလေးထားမယူတော့ဘူးကျွန်တော်လည်း trade တော့မယ်ဟုတ်တယ်ကျွန်တော် trade တော့မယ်ကျွန်တော်တော့အခုတော့နဲ့ evo လို့လေးလုပ်လိုက်မယ်ငါတာပြီပေါ့နော်စားပါနှစ်ယောက်လဲကြာလူတွေမပါတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်လို့ဘာဖြစ်လို့ကျွန်တော်ကြာလူတွေမခေါ်တာကလှိုင်းတော့ကောင်းရလိုက်လွှဲပြီးတော့ဆော်ဖို့ကWi-Fi တူတယ်လေ Wi-Fi မရှိတော့တော့ဆော်လိုက်ရအောင်ကိုလိုလိုဆန်နှစ်ယောက်တည်းပဲတားလိုက်ပါနော်နောက်ဆို include တဲ့လေးလို့လို့ဒီငကောက်ပြတ်တမ်းမှာပေါ့နော်ဒီ wall မှာစာပါမှာအချိန်ကြတော့စာပါတဲ့လူတွေကိုခေါ်ဒူလာတွိုင်းတော့ဘိုင်ဒူက mobile ခေါ်ဆော်ဖို့ခေါ်တာပေါ့နော်ကျွန်တော် train ပြီးတော့ခင်ဗျာကျေးဇူးတင်ပါတယ်